ဒါလေးရခဏအဲ့တော့ဒီမှာရှိမယ်နော်တို့ဒီကနေပြီးတော့ဒီထိကဘယ်လောက်ရှုမလဲဆိုတော့ခဏအဲ့တော့ဒီကနေပြီးဒီထိကဒါဘယ်လောက်ယူထားလဲဒီကျတော့15လက်မယူထားရနော်15လက်မယူထားဆိုတော့ဒီထိခွဲမှာနော်ဒီထိခွဲမှာဒါပေမဲ့တကယ်ယူတဲ့အခါကျရင်ဘယ်လောက်ရှုမလဲဆိုတော့ဒီအပုံနော်ဒီအမှတ်ကနေလေ4000ဒီကျတော့ချုပ်မှာ哦အဲ့တော့ဒီကနေပြီးဒီကို2လက်မယူလိုက်နော်ကလေးတို့ဒီအမှတ်ကနေထိတ်ကနေဒီကို2လက်မနော်ဒီအမှတ်ကနေဒီကို2လက်မယူမယ်နော်ယူပြီးသွားရင်ဒီမှာမြင်းဖြောက်ဆွဲမယ်4000အကွက်ချုပ်ဖို့အတွက်နော်ပြီးရင်အဲ့ဒီရဲ့အောက်ကို4စိတ်စင်းရမယ်နော်ဒါဒီလိုချုပ်မဲ့ဟာအဲ့တော့ဒီချေတို့ကဒီကနေပြီးဒီချုပ်မှာဆိုတော့ခွဲတဲ့ဟာရှိတယ်လေကကြီးနဲ့ခွဲမဲ့နေရအဲ့ဒီနေရာကိုကြတော့ဒီအမှတ်ယူရမယ်ဟုတ်ပြီနော်ဒီအမှတ်အဲ့ဆိုစုစုပေါင်းဘယ်လောက်ရှိမလဲဆိုတော့ဒီကနေပြီးတော့ဒီ12ဟုတ်ပြီနော်12လက်မဒီ12လက်မခွဲဖို့အတွက်ကို15လက်မယူထားတာရမယ်နော်အဲ့ဆိုဒါလေးကိုခဏချပြီးတော့ရင်ဒီမှာခေါက်ချိုးထားမိဘူးတိုက်ထားရှိရနော်အဲ့ဒီနေရာလေးအဲ့ဒါကိုကကြီးနဲ့ခွဲမယ်ခွဲပြီးတော့ရင်ဒါကိုခွဲမှာနော်ဒီအဆက်ကိုခွဲမှာဒီတဲ့အဲ့တော့ဒီကဘယ်နဲ့လဲဘယ်လောက်အပြားရှိလဲဆိုတော့တလက်မအပြားရှိရယ်နော်အဲ့တော့ဒီအမှတ်ကနေဟိုဘက်ဒီဘက်ကို4စိတ်လုပ်ပေးရမယ်4စိတ်လုပ်ပေးရမယ်ပြီးရင်ဒီအပေါ်လေခဏလောက်မင်းလို့ရရတယ်ပြောအဲ့ဒီ4စိတ်ဆိုတာဒီကောင်တလက်မယူလို့4စိတ်အေးပေါ့ခွဲတာဒီကလို့ကိုကတလက်မခွဲအပြားကြီးယူလိုက်မယ်ဆိုအဲ့ဒီတလက်မကိုတဝက်ဝက်ပြီးတော့ပြန်ချမှာပါအဲ့ဒါဒီအပြားဆိုင်တိုင်းမဲ့ဒါကိုလောက်ရမှာအလဲဆန္ဒချပြီးတော့အလဲဆန္ဒချပြီးတဝက်ပေါ့ကိုကြီးပြောသလိုဆိုဒီဟာဒီအပြားဆိုင်တိုင်းကိုဒီလိုလာတာဟုတ်နော်တကယ်လို့ကိုကနည်းနည်းကြီးမယ်ဆိုလဲကြီးတဲ့လေသူ့ကိုလဲဆန္ဒချပြီးတော့ဟိုဘက်ဒီဘက်မျှထည့်ဟုတ်ဒီထက်ကြီးရင်လည်းကြီးသလိုသိရင်လည်းသိသလိုနော်6စိတ်ဆိုရင်ဟိုဘက်3စိတ်ဒီဘက်3စိတ်ပေါ့နော်အပုံက4စိတ်အပေါ်ကိုကြာ4စိတ်ပဲနော်ဒီက4စိတ်ဆိုရင်ဒီက4စိတ်ပေါ့ဟိုက6စိတ်ဆိုရင်အပေါ်6စိတ်လောက်တယ်ပေါ့ဒီကဒီဘက်ကိုလှန်တဲ့အတွက်လေးပဲနော်အဲ့တော့ဒီကျတို့ကဒီမှာ4စိတ်ဆိုတော့ဒီမှာ4စိတ်ထည့်မယ်နော်ကလေးတို့ပြီးတော့ဒီမှာ4စိတ်လုံးမယ်နော်တော့ချက်ချင်းချုံမရမယ်နော်အဲ့တော့ဒီချက်ညက်မယ်နော်ညက်တဲ့အခါကျရင်ညက်ပြီနော်ကြာရင်အဲ့တော့ဒီမှာနော်အလဲတဲ့ခုနမီးဘူးတိုက်ထားတဲ့အချိုးလေးအဲ့ဒီရာအတိုင်းကိုပဲဒါကိုညှက်သွားမှာအလဲတဲ့ရနော်အဲ့ပြီးရင်ဒီဘက်ချမ်းဒီလိုသွားမယ်ဒီလိုသွားတဲ့အခါကျရင်လေဒီဟာကလေရေးကြီးတယ်ကိုကဒီလောက်လောက်ထားတဲ့ဟာကိုလေတစ်စိမ့်လောက်ပို့သွားရင်လေဟသွားအောင်သိလားဟိုကွက်တီမဟုတ်ပြန်ရင်လေဒီနေရာဘာဖြစ်လဲဆိုတော့တွန့်တယ်နားရမယ်နော်